ကျွန်တော်ဟာချက်လက်မှတ်ပေါ်ကမွေးတက်ကလေးကိုအသားရချစ်ထုတ်ပြီးကို့မွေးတက်ကလေးနဲ့အစားထိုးလိုက်တယ်ပြီးတော့ကျွန်တော်နာမည်ကိုကတ်တယ်အစင်တင်ရေစိန်ထားတဲ့လေရင်ပုံစံငယ်လေးပေါ်ကလေချောင်းလိုင်းတစ်စိတ်ကိုခွာပြီးချက်လက်မှတ်ပေါ်မှာကတ်လိုက်တယ်နောက်ဆုံးမှာတော့အဲ့ဒီချက်လက်မှတ်ကိုစောက်ကြားတဲ့ညက်ပြီးပြားသွားအောင်ဖိထားလိုက်တာပေါ့ဒီလိုနဲ့ပဲတာမန်ကားလင်းစာဆိုပေမဲ့အသုံးပြုလို့ရတဲ့လေချောင်းလိုင်းအစားချက်လက်မှတ်အတူတဆောင်ကိုကျွန်တော်ဖန်တီးနိုင်ခဲ့တယ်အဲ့ဒါကိုငွေထဲပိုဖန်ကိုယူသွားခဲ့တယ်လူညာဆိုအထွက်တော့ဒီလိုချက်လက်မှတ်မျိုးနဲ့ငွေထုတ်ဖို့ဆိုတာတော်တော်ခက်ခဲပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်အတွက်တော့အသက်ရှူရတယ်လို့ပဲလွယ်ကူလွန်းပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်မှာချောမောတဲ့ရုပ်ရည်ရှိုံတင်မကပဲဘလို့လူမျိုးကိုလှည့်စားရမလဲဆိုတာကောင်းကောင်းသိနေလို့ပါတီချာလေးလာပြီးတဲ့နောက်မှာတော့စကားအချိုးတက်ရင်ယုံလွယ်မဲ့ပုံစံရှိတဲ့ချောမောလာပါတဲ့အမျိုးသမီးဘန်ဝန်ထမ်းလေးတစ်ယောက်ကိုကျွန်တော်ရွေးချယ်လိုက်တယ် Miami Mutual တန်ကကြိုးဆိုပါတယ်ရှင်ဘာကူညီပေးရမလဲရှင်လို့သူမကမေးတယ်ကျွန်တော်နာမည် Frank Taylor ပါ Pan Am လေကြောင်းလိုင်းကပူးတွဲလီရင်မှုပါဒီချက်လက်မှတ်လေးငွေလဲကျလို့ပြီးရင်တော့ခင်ဗျားကိုအကောင်းဆုံးအမဲထားခင်းစားဖို့ဖိတ်ချင်တယ်ဗျာဟာဟာလို့ကျွန်တော်ပြောလိုက်တယ်ဒီလိုနဲ့ပဲပထမဆုံးအကြိမ်ဖြစ်ချက်လက်မှတ်ကိုအောင်အောင်မြင်မြင်ငွေလဲနိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ကိုဘယ်သူမှတားလို့မရတော့ဘူးလေရင်ပုံစံငယ်တွေကိုအများကြီးပဲချက်လက်မှတ်အတူတွေကိုအစုလိုက်အပြုံလိုက်ထုတ်ပြီးလေစိတ်တွေမှာငွေလိုက်လဲတော့တာပဲကျွန်တော်ဟာအတွေ့အကြုံနှုတ်နေတာဝန်ထမ်းအသစ်လေးတွေကိုပဲအဓိကပြတ်မှတ်ထားခဲ့တယ်မကြခင်ပါပဲဘန်ဝန်ထမ်းနေနဲ့ရင်းနှီးသွားပြီးဘန်တွေမှာချက်လက်မှတ်စစ်ဆေးတဲ့ဆက်ရှိတယ်ဆိုတာကိုသူတို့စီကနေသိခဲ့တယ်ဒါနဲ့ပဲအဲ့ဒီစစ်ဆေးတဲ့ဆက်အဟောင်းတစ်လုံးကိုလေလံပွဲမှာဈေးကြီးပေးပြီးဝေခဲ့တယ်အိမ်ယူလာပြီးတေချာလေးလာပြီးတဲ့နောက်မှာတော့စက်တောင်မှရှာမတွေ့နိုင်တဲ့ချက်လက်မှတ်အတူတွေကိုကျွန်တော်ဖန်တီးနိုင်ခဲ့ပါတော့တယ်လေရင်မို့ဖြစ်ဟန်ဆောင်ပြီးတနိုင်ငံလုံးကိုအလကားပြန်တိုင်းရင်ချက်လက်မှတ်အတူတွေနဲ့ငွေတွေအလွဲသုံးစားခဲ့တယ်ငွေပမာဏတွေများလာတဲ့အခါမှာတော့ FBI ကကျွန်တော်တို့ကို sort တွေခြေရာခံမိလာပါပြီအထူးဆောင်တော့ခါဟာချက်လက်မှတ်ဘောက်ကလိပ်စာကိုခြေရာခံပြီးကျွန်တော်တဲကိုဟိုတယ်အထိလိုက်လာခဲ့တယ်သူဟာတနက်ကိုအသင့်ပြင်ပြီးအခန်းထဲကိုဝုန်းကနေဝင်သွားခဲ့တာစာပွဲပေါ်ကလက်မှုပစ္စည်းတွေကိုမြင်တာနဲ့ခေါတယောက်ဒီတစ်ခေါက်တော့မိပြီလို့ထင်နေမှာပါအဲ့ဒီအချိန်မှာပဲအင်တာရေဆွေးလိုက်တဲ့အတန်ကရေချိုးကန်ထဲကထွက်လာတယ်ကျွန်တော်ဟာအနှင်းငယ်များတုံးလုပ်ခြင်းမရှိပဲအေးအေးဆေးဆေးပဲထွက်လာခဲ့တယ်ပြီးတော့ကျွန်တော်ဟာလေဒီရစဝဲမှုကိုလိုက်နေတဲ့ထောက်လိုင်းကြီးအရာရှိတယောက်အဖြစ်ပရိယိန်ချွေချွေစွာဟန်ဆောင်လိုက်တယ်ခေါကပထမတော့မယုံဘူးဒါပေမဲ့ကျွန်တော်ရဲ့တိမ်ငီမှုနဲ့စစ်ဆေးဖို့ပိုက်ဆံအတုတ်တစ်လုံးထိုးပေးလိုက်တာကိုမြင်တော့သူ့ဇဝေစွာဖြစ်သွားတယ်ခေါကပိုက်ဆံအတုတ်ကိုဖွင့်ကြည့်မဲ့အချိန်မှာပဲကျွန်တော်ကသူ့ကိုတားပြီးဘင်းနှင်းဘော်ကအကင်ကိုကြည့်ခိုင်းလိုက်တယ်ဘင်းနှင်းဘော်ကနေကြည့်စမ်းကျွန်တော်လူကားထဲဝင်နေပြီကြည်စံအဲ့ဒီလူကြီးကြောက်လန့်ပြီးဖောင်မင်းထဲတောင်ပါကျင်နေပြီကျွန်တော်တကားဝရောက်တော့သူကပြင်းရင်းဘောက်ကနေခုံချပြီးကျွန်တော်ကားရှိဖုံးပေါ်ကြော့သွားတာလी Hey Murph LAPD ကိုပြန်ခေါ်လိုက်အခင်းဖြစ်တဲ့နေရာမှာလူတွေရှုပ်နေတာမလို့ကျင်ဘူးအထူးထောက်လန်းရေးတွေရောက်လာမယ်လို့မမျှော်လင့်ထားဘူးဒါပေမဲ့ကိစ္စမရှိဘူးဒါနဲ့ခမည်းနာမည်ဘာတူလဲလို့ကျွန်တော်ကမေးလိုက်တော့သူက Henry တဲ့ဒီလိုနဲ့ပဲခေါတယောက်ကျွန်တော်ကိုယုံသွားခဲ့တယ်ကျွန်တော်ရဲ့ကျွမ်းကျင်မှုကိုပြသခြင်းအနေနဲ့ခေါရဲ့မပုံရိပ်ကတ်ကိုပြန်စစ်ဆေးလိုက်သေးတယ်သူကလည်းကမ်းပေးရှာပါတယ်ကံမကောင်းတာပဲခေါရင်လွန်ခဲ့တဲ့9မိနစ်လောက်ကရောက်ရင်ခမားအထနာမည်ကြီးမဲ့အခွင့်အလမ်းပဲတော်တော်နှမျိုးဖို့ကောင်းတယ်လို့ပြောရင်ချက်လက်မှတ်တွေနဲ့ printer တွေကိုတင်ဆက်ပြီးခေါကိုအခန်းထဲကိုခဏစောင့်ပေးဖို့ပြောခဲ့တယ်ပြီးတော့ကျွန်တော်ဟာပိုက်ဆန်းထုတ်တောင်planမယူပဲအခန်းထဲကနေအေးအေးဆေးဆေးထွက်လာခဲ့တော့တယ်အဲ့ဒီချိန်မှာတော့ခေါတယောက်ဒီလောက်ကြာလုံးလိုက်ဖမ်းနေတာတဲ့လူလင်ဝိစာကိုနောက်ဆုံးတော့မိပြီလို့ထင်နေတာပေါ့သူဟာစီအေးလက်ချနဲ့ကိုရုံပေါ်မှာထိုက်ပြီးရဲတောင်ရဲနေသေးတယ်ဒါပေမဲ့ရဲနေတော့တခုခုတော့မှားနေပြီလို့ခံစားလိုက်ရပိုက်ဆန်းတုတ်ကိုဖွင့်ကြည့်လိုက်တော့သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စွန့်အားသွားရတယ်အဲ့ဒီထဲမှာရှိတာအသက်တွေအချိုးပွေတွေနဲ့တခြားကုန်ပစ္စည်းတွေရဲ့ကြော်ညာစာလက်ကြီးတွေပါပဲသူအလဲစားခံလိုက်ပြီဆိုတာသိလိုက်တဲ့အချိန်မှာတော့ကျွန်တော်ကလွတ်ရာကိုရောက်နေပါပြီ